ထိုင်းလိုအများပြားကိုခရိုရွရဲ့လို့သုံးလို့ရတယ်နော်ရွရဲ့အများအပြားရွရဲ့စာရေးသားမှာရောစကားပြောမှာရောသုံးဝင်နေวันนี้มีงานบ้านเยอะแยะเลยวันนี้ဒီနေ့มีရှိတယ်ပေါ့နော်งานบ้านဆိုတာကအိမ်အလုပ်တွေเยอะแยะเลยဆိုတာကနောက်ဆုံးကเลยကကြတော့လုံးဝပေါ့နော်အများပြားရှိတယ်ဆိုတဲ့အဓိပ္ပာယ်วันนี้มีงานบ้านเยอะแยะเลยวันนี้มีงานบ้านเยอะแยะเลยในเชียงใหม่มีที่เที่ยวเยอะแยะในเชียงใหม่มีที่เที่ยวเยอะแยะในဆိုတာကအထဲမှာပေါ့နော်ချင်းမိုင်နယ်မှာมีရှိတယ်ที่เที่ยวဆိုတာကလေဘက်စရာနေရာတွေပေါ့နော်เยอะแยะဆိုတာကအများပြားရှိရပေါ့နော်ในเชียงใหม่มีที่เที่ยวเยอะแยะနောက်တစ်ခုကသူ့မှာပေါ့နော်တငယ်ချင်းအများပြားရှိရလို့ပြောချင်ရင်เขามีเพื่อนเยอะแยะเขามีเพื่อนเยอะแยะเขาဆိုတာကသူ့ပေါ့နော်มีရှိတယ်เพื่อนဆိုတာကတငယ်ချင်းเยอะแยะအများပြားเขามีเพื่อนเยอะแยะเขามีเพื่อนเยอะแยะပြောပါနော်